မမတွေသဘောကျအောင်လို့ဒါလေးတွေလုပ်ကြည့်နော်နံပါတ်1ခလေးလို့သဘောထားမမတွေကရင့်ကျက်တယ်ဆိုတာမှန်ပေမဲ့သူတို့ခလေးလို့သဘောထားပြီးဆက်ဆံနေဆိုလို့ရှင်ပို့ပြီးတော့သဘောကျလေးရှိကြတယ်ခါတလေကြရင်ကိုကလူကြီးလုပ်ပြီးတော့မှသူတို့ဆုံးမသွန်သင်ကြည့်အိုးကြွေချက်ပဲနဲ့အသက်ကြောင်းမပြောနဲ့မမတွေကကိုယ့်ထက်အသက်ကြီးအောင်သူတို့ကိုယ်တိုင်သိပြီးသားမဟုတ်လို့တက်နိုင်တဲ့လောက်တော့အသက်ကြောင်းလုံးဝမပြောနဲ့3 romance လေးတွေဖန်တီးပေးမမတွေလည်းရူရာလေးတွေကိုအရန်ကြိုက်တယ်မမတွေပြောအောင်လို့ romance လေးတွေလည်းဖန်တီးပေးနော်